င်ပါယာတစ်ခုလုံးပြပုံဖြစ်သွားစေခဲ့တဲ့ရက်ပေါင်း14ရက်ဒါဟာကဘာကျော်တဲ့မြန်မာသမိုင်းရဲ့အလှည့်ပြောင်းအင်္ဂလိပ်မြန်မာစစ်ပွဲတွေအကြောင်းပဲဖြစ်ပါတယ်ပထမစစ်ပွဲအင်အားပြခြင်း1824မှာစဖြစ်တဲ့ပထမစစ်ပွဲမှာမြန်မာတွေဟာစစ်သူကြီးမဟာဗန္ဓုလရဲ့ဦးဆောင်မှုနဲ့နယ်ချဲတွေကိုအပြင်းထန်တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ခေတ်မီတဲ့အမြောက်နဲ့တနက်တန်ကိုမခံနိုင်ပဲရခိုင်နဲ့တနင်္လာရီကိုပေးလိုက်ရပါတယ်။ဒါဟာအရှုံးရဲ့အစားပဲဗျာ။ဒုတိယစစ်ပွဲအကွက်ဆင်ခံရခြင်း1850မှာတော့အင်္ဂလိပ်တွေကကုန်းသွယ်ရေးအကြောင်းပြပြီးအကွက်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့ပဲခူးအပါအဝင်အောက်မြန်မာပြည်တစ်ခုလုံးဆုံးရှုံးသွားပြီးမြန်မာနိုင်ငံဟာပင်လယ်ထွက်ပေါက်မရှိတော့တဲ့ဘဝကိုရောက်သွားခဲ့ရပါတယ်။တတိယစစ်ပွဲနောက်ဆုံး1885တင်မှုအရှုပ်ထွေးကနေအစပြုပြီးရက်ပိုင်းတွင်းမှာပဲမန္တလေးနန်းတော်ထဲကိုအင်္ဂလိပ်စစ်တပ်ဝင်လာခဲ့ပါတယ်။တီဘုံမင်းပါတော်မူသွားပြီးမြန်မာပြည်တဲ့တမိုင်းကျောင်းဟာလည်းအဲ့ဒီမှာတင်စသိမ်းသွားပါတော့တယ်။မိကုန်းထုတ်ခြင်းတမိုင်းဆိုတာသင်ခန်းစာယူဖို့ပါဒီစစ်ပွဲတွေကဘယ်အချက်ကတင့်ကိုအံ့ဩဆုံးဖြစ်စေတယ်လဲ။ကွန်မန့်မှာပြောသွားကြပါဦး။